အာနန္ဒာရှုလောထိုလုံးစုံသောသင်္ခါရတရားတို့သည်ကွယ်လွန်သွားလေကုန်ပြီချုပ်ပြောက်သွားလေကုန်ပြီဖောက်ပြန်ပြောင်းလဲသွားလေကုန်ပြီအာနန္ဒာသင်္ခါရတရားတို့သည်ဤသို့ပင်မမြဲကြကြည်သည်တာသည်အာနန္ဒာသင်္ခါရတရားတို့သည်ဤသို့ပင်မမြဲကြသည်ကြီးတာသည်အာနန္ဒာသင်္ခါရတရားတို့သည်ဤသို့ပင်မတည်တံ့ကြသည်ကြီးတာသည်ဤသို့ပင်မတည်တံ့ကြသည်ကြီးတာသည်အာနန္ဒာသင်္ခါရတရားတို့သည်ဤသို့ပင်အာမကိုလောက်ကြသည်ကြီးတာသည်အာနန္ဒာအလုံးစုံသောသင်္ခါရတရားတို့၌ညီးငွေခြင်းကအလွန်ပင်သင့်လှလေပြီဆွဲမှတ်မှုကင်းခြင်းကအလွန်ပင်သင့်လှလေပြီသင်္ခါရတရားတို့မှလွတ်မြောက်ခြင်းကအလွန်ပင်သင့်လှလေပြီအာနန္ဒာငါသည်ဤကုသာဝရီနေပြီးတော့အရက်၌ကိုကောင်ကို6ကြိမ်တိုင်စွန့်ပစ်ခဲ့ရဘူးသည်ကိုအမှတ်ရ၏ထို6ကြိမ်စလုံးပင်စัจ java ရေမင်ဖြစ်လျက်ကြီးသာလျှင်စွန့်ပစ်ခဲ့ရ၏ဤသည်ကကိုကောင်ကို9ကြိမ်မြောက်စွန့်ပစ်ခြင်းပေသည်အာနန္ဒာမြတ်စွာဘုရားဤကိုကောင်ကို10ကြိမ်မြောက်စွန့်ပစ်ရမည်အရက်ကိုလောက၌ငါမမြင်တော့ချေအာနန္ဒာမြတ်စွာဘုရားဤကိုကောင်ကို10ကြိမ်မြောက်စွန့်ပစ်ရမည်အရက်ကိုလောက၌ငါမမြင်တော့ချေဟုဖုံးတော်ကြီးသောမြတ်စွာဘုရားသည်ဤတရားတော်ကိုဟောတော်မူ၏ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားသည်ဤတရားတော်ကိုဟောတော်မူပြီးလျှင်လူနှင့်တို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဤဂါရာကိုလည်းမိန့်တော်မူပြန်တည်းဤတရားတော်ကိုဟောတော်မူပြီးလျှင်လူနှင့်တို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဤဂါရာကိုလည်းမိန့်တော်မူပြန်တည်းသင်္ခါရပြုပြင်ပေးရသောတရားတို့သည်မမြဲလေကုန်စွာတကားဖြစ်ချင်းပြက်ချင်းသဘောရှိလေကုန်စွာတကားဖြစ်ပေါ်ပြီးနောက်ချုပ်ပြောက်လေကုန်စွာတကားထိုသင်္ခါရတရားတို့၏ငြိမ်းချင်းသည်သာလျှင်ထိုသင်္ခါရတရားတို့၏ငြိမ်းချင်းသည်သာလျှင်ချမ်းသာပေတော်သည်တကား